Hello guys အားလုံးမင်္ဂလာပါဗျကျွန်တော်က ice cream ဖြစ်ပါတယ်ဗျကျွန်တော်တို့ဟိုနေ့တော့ကကျွန်တော်တို့ Minecraft Java ကိုကျွန်တော်ဖုန်းမှာဘယ်လိုဆော့ရလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုတင်ပေးခဲ့ပြီးဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော် Zlin Launcher ထဲမှာ server တွဲဆော့တဲ့အခါဒီမှာတကယ်ချင်းနဲ့တွဲဆော့တဲ့အခါဒီမှာတမ ्या စကင်ကိုကျွန်တော်မြင်ရအောင်ဘာတွေထည့်ရမလဲဘာမို့ဒီထည့်ရမလဲကျွန်တော်စကင်ကိုဘယ်လိုထည့်ရမလဲဆိုတာတွေကိုကျွန်တော်တို့တေးသေးချာချာအသေးစိတ်တိတိကျကျရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျနောက်ကိုလည်းပဲဒီလိုမျိုး brother တို့ရဲ့အကျိုးရှိမဲ့ဗီဒီယိုတွေတင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးကြဖို့တောင်းဆိုပါရစေဗျကဲအားလုံးပဲဗီဒီယိုလေးကိုအချိန်မဆွဲဘဲနဲ့စလိုက်ကြအောင်ဗျကျွန်တော်တို့စကင်ထည့်ဖို့ဆိုရင်ပထမဦးဆုံးလိုအပ်တဲ့ software လေးကတော့ဒီ Zashiva ဆိုတဲ့ software လေးပဲဖြစ်ပါတယ်ဗျကျွန်တော်တို့အဲ့ဒီဟာကို Play Store မှာ download ရပါတယ် Play Store မှာသွားပြီးတော့ ZACHIVER ဆိုပြီးရေးလိုက်ပါအဲ့ဆိုရင်ဒီမှာအစိမ်းရောင်ပုံလေးနဲ့အဲ့ဒါလေးကိုထောင်းလိုက်ပါဗျ။ဒေါင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ software လေးတွေကိုတစ်ချိန်ဝင်လိုက်ပါမယ်။ဝင်ပြီးရင်ဒီမှာညာဘက်အပေါ်ထောင်းမှာအဆက်30နဲ့တွေ့ပါလိမ့်မယ်။အဲ့ဒါကိုတစ်ချိန်နေလိုက်ပါ။နေပြီးရင်ကျွန်တော်တို့ setting ဆိုတာတွေ့ပါလိမ့်မယ်။အဲ့မှာ setting ကိုတစ်ချိန်နေလိုက်ပါ။နေပြီးရင်ဒီမှာ file list ဆိုတာတွေ့ပါလိမ့်မယ်။အဲ့ file list ကိုတစ်ချိန်နေပါ။နေပြီးရင်ဗျာဒီမှာဒီအောက်မှာ show hidden file ဆိုတာအဲ့ဒါက off နေပါလိမ့်မယ်။အဲ့ဒါကို on ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီ Zlin Launcher ဆိုတဲ့ software လေးကိုကျွန်တော်တစ်ချက်သွားပါမယ်ကျွန်တော်တို့ဒီ software လေးကိုရောက်ပြီဆိုရင်တော့ဒီဘဲအပေါ်တောင်းက download icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့စကင်ထည့်ဖို့အတွက် mouse နှစ်ခုထောင်းပေးရပါမယ်ဒီ mouse ဆိုတော့တစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့ကဒီမှာ quick skin ဆိုပြီးတော့ရိုက်ရှာပေးရပါမယ် quick skin ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါ brother တို့သုံးတဲ့ version ကဘာ version လဲတော့မသိပါဘူးကျွန်တော်သုံးတာက 1.20.11 February ဖြစ်တဲ့အတွက်အဲ့ဒါကိုပဲကျွန်တော်ကထောင်းပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့နောက်ထပ်တစ်ခုထောင်းပေးရပါမယ်အဲ့ဒါကတော့Accreditation ဆွဲဟာလေးဖြစ်ပါတယ် AR ဆိုပြီးရိုက်ပေးလိုက်ပါအမှအပေါ်ဆုံးမှာပေါ်လာတဲ့ဟာလေးဖြစ်ပါတယ်အဲ့ဒါကို down ပေးလိုက်ပါဗျကိုနက်ကလိုပဲကျွန်တော်တို့က 1.20.11 February အတွက်မလို့အဲ့ဒါပဲ down ပေးလိုက်ပါမယ်ပြီးရင်တော့အပြင်ကိုနှစ်ချက်ထွက်လိုက်ပါထွက်ပြီးသွားရင်ဒီနားလေးမှာ setting ပုံလေးတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင် mouse ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ပါကျွန်တော်ဖုန်းမှာကခုနကထည့်ထားတဲ့ mod နှစ်ခုကတန်းပေါ်နေအောင်တွေ့ရပါလိမ့်မယ်မပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီ wine လေးကိုတစ်ချက်နှိပ်လိုက်ပါအဲဆိုရင်တော့ brother တို့ဖုန်းမှာပေါ်လာမှာပဲဖြစ်ပါတယ်ဗျနှစ်ခုထည့်ပြီးရင်ကျွန်တော်တို့ဒီ ZACHIVER ဆိုတဲ့ software လေးတွေကိုတစ်ချက်ဝင်လိုက်ပါမယ်ဒီရဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ brother တို့ထောင်းထားတဲ့ skin ကိုရှာပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Chroma ထောင်းတာဖြစ်တဲ့အတွက်ဒီ download ဆိုတဲ့ထဲမှာရောက်နေမှာပါကျွန်တော်တို့တစ်ချက်ရှာပေးလိုက်ပါမယ်ဒီမှာပါကျွန်တော်ကဒီ skin ကိုထည့်မှာဖြစ်တဲ့အတွက် skin ကိုဖိလိုက်ပါမယ်ဖိပြီးရင်ဒီမှာ brother တို့တွေ့လာတော့မသိဘူး copy နဲ့ cut ဆိုတာတွေ့ပါလိမ့်မယ်အဲ့မှာကျွန်တော် copy ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီ download ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီ device storage ဆိုတာကိုတစ်ချက်နှိပ်ပါမယ်ဗျပြီးရင်ကျွန်တော်တို့ဒီ Android ဆိုတာကိုနှိပ်ပါမယ်ပြီးရင်တော့ဒီ data ပါဗျအဲ့ဒီမှာကျွန်တော်တို့က Zlin Launcher ကိုကျွန်တော်တို့ကပြန်ရှာပေးရမှာဖြစ်ပါတယ်တစ်ချက်ရှာလိုက်ပါမယ်ဒီမှာတွေ့ပါပြီအဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင် file ကိုနှိပ်ပါပြီးလို့ရှိရင် Minecraft ကိုနှိပ်ပါပြီးလို့ရှိရင် version မှာပြီးရင်ကျွန်တော်တို့က 1.20.11 February ဆိုတဲ့ဟာကိုနှိပ်ကြပါမယ်ပြီးလို့ရှိရင်ဒီနားလေးမှာ quick skin ဆိုပြီးတွေ့ပါလိမ့်မယ်အဲ quick skin ကိုနှိပ်လိုက်ပါပြီးရင်ဒီ upload ကိုနှိပ်ပါပြီးရင်အောက်က skin ဆိုတော့တစ်ချက်နှိပ်ပါပြီးလို့ရှိရင် brother တို့ရဲ့ဖုန်းအောက်ကနားလေးမှာအစိမ်းရောင်ဖြစ်ဖြစ်အပြာရောင်ဖြစ်ဖြစ်ပေါ်နေပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ skin ရထည့်ပြီးသွားပါပြီဟုတ် game နဲ့ကိုသွားပြီးထည့်ရအောင်မယ် game နဲ့ကိုထည့်ဝင်လိုက်ပါကျွန်တော်တို့ဒီထဲကိုရောက်ပြီဆိုရင်ဘေးဘက်လေးမှာစတိပုံလေးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါရဲ့အောက်မှာ change skin ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ထည့်ထားတဲ့ skin ကဒီနေရာမှာပေါ်မှာပါအဲ့ဒီမှာကျွန်တော်ကဒီယောက်က skin ထည့်ထားဖြစ်ပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါမယ်
ကျွန်တော်တို့ဒီအောင်သားလေးမှာစလင်းနဲ့ white ဆိုပြီးတွေ့ပါလိမ့်မယ်အဲ့ဒါကတော့ဒီပခုံးအခြေကိုရွေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ white ကိုပဲရွေးလိုက်ပါမယ်ပြီးရင် brother တို့နောက်ဖက်မှာအတောင်ပန်လေးတက်လို့ရပါတယ်အဲ့ဒါတော့ဒီ cap ဆိုတဲ့ဟာလေးတစ်ချက်နေလိုက်ပါပြီးရင်တော့ဒီထဲမှာရှိတဲ့ကြိုက်တဲ့ဟာကို brother တို့ကရွေးပြီးတော့တက်လို့ရပါရဲ့ဗျတော်တော်လုံးနဲ့စုံပါတယ်ဗျကျွန်တော်ကတော့ဒီဟာလေးကြိုက်တူအဲ့ဒါလေးပဲရွေးလိုက်ပါမယ်ပြီးရင် dam ကိုနှိပ်လိုက်ပါနောက်တစ်ချက် dam ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့စကင်ကိုတခြားသူတွေလည်းမြင်ရမယ်ကျွန်တော်တို့ကလည်းစကင်နဲ့ကျွန်တော်တို့စောက်လို့ရမှာပဲဖြစ်ပါတယ်ဗျကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုပါရစေဗျအားလုံးပဲအများကြီးချစ်ပါရစေဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျအားလုံးပဲဘိုင်ဘိုင်ပါ